နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာစနေကုန်းကျေးရွာသူအသက်18နှစ်အရွယ်နော်ထီးထာဖောကိုအကြမ်းဖက်စစ်ခွေးများကအုပ်စုဖွဲ့ပြီးတော့အဓမ္မပြုကျင့်ပြီးဓာတ်နဲ့မသိမချင်းထိုးတက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ4ရက်နေ့ညနေ6နာရီခွဲအချိန်ကမှတန်တောင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ဘရင်တောင်တင်နန်းကျောင်းကစစ်ခွေးများနဲ့တင်းနဲ့လေးတပ်ရင်းကစစ်ခွေးများပူးပေါင်းထားတဲ့စစ်ကြောင်းဟာတောင်ကိုကနေတန်တောင်ကြီးကိုစစ်ကြောင်းထိုးလာတဲ့အချိန်စနေကုန်းကျေးရွာတဲကိုဝင်ရောက်ပြီးတော့ကင်းချကညအိမ်ယာယီတက်ဆွဲခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်အကြမ်းဖက်စစ်ခွေးတွေဟာစနေကုန်းကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုဝင်ရောက်စီးနှင်းတဲ့အချိန်အိမ်ထဲမှာရှိနေတဲ့အသက်1နှစ်2လအရွယ်ကလေးငယ်ရဲ့မိခင်ဖြစ်သူအသက်18နှစ်အရွယ်နော်ထီးတာဖောခေါ်နော်ငင်းငယ်ကိုစစ်သား3ဦးကအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ပြီးတော့ရင်အောင်နဲ့လေပင်တို့ကိုဓာတ်နဲ့6ချက်ထက်မနည်းမသေးမချင်းရရဆက်ဆက်ထိုးတက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကလက်ဝတ်လက်စားများငွေကြေးများတန်ဖိုးရှိတဲ့ပစ္စည်းများကိုလည်းခိုးယူလူရက်သွားတယ်လို့သိရပါတယ်။ပြည်သူတွေမွေးထားတဲ့အိမ်မွေးတရိတ်ဆန်များကိုလည်းတပ်ဖြတ်ပြီးစားတော့ကကျေးရွာဖျားเจ้าရံမုံဝင်များကိုလည်းအရက်ဝယ်တောက်သွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကတောင်ကိုကနေတန်တောင်ကြီးကိုစစ်ကြောင်းထိုးတာစနေကုန်းကျေးရွာအတွင်းမှာညအိမ်တက်ဆွဲတော့အသက်18နှစ်အရွယ်ကလေးအမေနော်ထီးတာဖောကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီးတော့ဒါနဲ့မသိမချင်းရရဆက်ဆက်ထိုးတက်သွားတာရွာထဲကိုလည်းဝင်မွေပြီးတော့သူတို့စိတ်ဓာတ်အကုန်ခိုးယူသွားပါတယ်ဒီမကောင်းဆိုးဝါးတွေထက်ဆိုးတဲ့အောက်တန်းစားကောင်တွေကိုပြောစရာစကားတောင်မရှိတော့ဘူးလို့ KNL တပ်မဟာ2တရင်ကပေါ်ထီကိုကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ